မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနဲ့ဘုရားနန်းတော်တွေကပဲသက်တမ်းကြတယ်ဆိုတာကိုလူတိုင်းသိကြတယ်မိတ်ဆွေတို့ကိုတစ်ခါကမြန်မာဟာအရှေ့တောင်အာရှမှာစက်မှုနည်းပညာအထိထွန်းတောက်ခဲ့တယ်လို့ပြောရင်ယုံပါလားဟုတ်ပါတယ်ဒါဟာစိတ်ကူးယဉ်မှုတစ်ခုမဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးမှာတော့ဓမ္မသမိုင်းရဲ့မေ့လျော့ထားတဲ့ဘုရင်များနဲ့စက်မှုခီးချမ်းကြီးအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းကိုပြောဖို့ဆိုရင်ကျွန်တော်တို့ပကံခေတ်ကစတင်ရမယ်ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Empire Trip တွေကခုမှာပဲဖြစ်ပါတယ်ပကံခေတ်မှာကျွန်တော်တို့ဘူဘီတွေဟာကျုံလို့ခေါ်တဲ့ရေအားသုံးဆက်မြောင်းတွေကိုတည်ဆောက်နိုင်ခဲ့ကြတယ်ဒီဆက်တွေကချောင်းရည်စီအားကိုသုံးပြီးဆန်ထောင်းတယ်ရေစုပ်တယ်တစ်သားဖြတ်တယ်နောက်ပြီးပကံခေတ်မှာကြီးမားတဲ့ဇီဒီပထိုးတွေတိဆောက်ဖို့အတွက်လဲဒလိတုံးစနစ်ကြိုးတန်းစနစ်သံမဏိကျိတ်တွေကိုအသုံးပြုခဲ့ကြတယ်ဒီလိုနဲ့မြမစက်ပညာရဲ့အခြေခံကိုသူတို့ကစတင်ခဲ့တာပါ17ရာစုအတွင်းပကံမြို့တော်ကြီးတွင်ခနိုရထားမင်းကြီးကတနိုင်ငံလုံးကိုစီးလုံးနိုင်ခဲ့ပြီးလေယာနဲ့လက်မှုအခြေခံဒီများကိုတည်ဆောက်နိုင်ခဲ့တယ်ပကံမြို့မှာတည်ရှိနေတဲ့ဆယ်တော်ကြီးတွေအနောက်မြစ်ပေါ်ကရေကန်ကြီးတွေရေမြောင်းတွေအဲ့ဓာတွေဟာတကယ်ကိုကောင်းမွန်တဲ့နည်းပညာဖြစ်ပြီးဒီနေ့နှစ်900ကျော်သည့်အထိဒီနည်းပညာတွေကိုအံ့ဩနေကြသေးတော့တချို့သုတေသနပညာရှင်တွေကပြောပါတယ်ပကံခေတ်ရဲ့ဆယ်တော်တွေဟာဟိုက်ဒရိုလစ်အင်ဂျင်တွေရဲ့ပထမဆုံးပုံစံဖြစ်တယ်လို့ဆိုကြပါတယ်အဲ့လိုဆိုရင်အနော်ယထာဘုရင်ဟာစက်မှုနည်းပညာရဲ့မိအလင်းကိုမြမသမိုင်းထဲမှာပထမဆုံးမိဖွင့်ပေးသူဖြစ်သွားတာပေါ့ခီးဆက်ကြည့်မယ်ဆိုရင်ခံမှန်းထားတဲ့အချိန်73ရာစုအစောပိုင်း1290 1325ခုပင်ရခေတ်မှာတီဟေသူမင်းကြီးဟာသမရအဖွဲ့နဲ့အတူပင်လောင်မျိုးကိုအစိုးရအခြေစိုက်အဖြစ်တည်ဆောက်ခဲ့တယ်အဲ့ဒီအချိန်မှာစက်မှုဆိုတာယနေ့ခေတ်လိုမော်တော်စက်နည်းပညာအနေနဲ့မရှိသေးပေမဲ့အခက်အနေနဲ့လက်မှုပညာနဲ့ထွေထွေအလုံးယုံများအတော်ထွန်းကားခဲ့တယ်။တန်တုံးများနဲ့တန်လန်းတဲ့ကိုတော် ARD အနီးကတန်တောင်တွေကနေထုတ်ယူပြီးနိုင်ငံအတွင်းတွင်ပင်တန်ပစ္စည်းများကိုသွန်းလုပ်လက်ဖြင့်ထုတ်လုပ်နိုင်ခဲ့တယ်။တန်ပစ္စည်းတွေကိုစစ်ရေးနည်းပညာအင်အားတည်ဆောက်မှုတင်ကြိုင်းနှင့်မိသူကအဆောက်အအုံများထဲမှာအသုံးပြုခဲ့တယ်။နိုင်ငံတော်ဝန်မှာရွှေငွေကြေးနီပရိစသည့်လုပ်ငန်းများလည်းထွန်းကားခဲ့တယ်။တရားသူမင်းကြီးကမြင်းမူအာယုံစသည့်ရေသွက်စနစ်တွေကိုပြုပြီးခင်းကျင်းပေးခဲ့တယ်။ဒါကြောင့်လေယာစနစ်တိုးတက်လာပြီးစိုက်ပျိုးရေးကနေစက်မှုလုပ်ငန်းသို့ဗဟိုအမြင့်ဖြစ်လာခဲ့ပါတယ်။အင်္ဂလိပ်အင်ပါယာဟာစက်မှုခေတ်သို့ရောက်နေချိန်တွင်မြန်မာနိုင်ငံထဲကတောင်သူတဦးဖြစ်တဲ့မင်းသားတစ်ပါးဟာစက်နည်းပညာနဲ့မြမအနာဂတ်ကိုပြန်ဆက်တင်ဖို့ကြိုးစားခဲ့ပါတယ်။သူကတော့အခြားသူမဟုတ်ပါဘူး။မိတ်ဆွေတို့တည်ပြီးသားဖြစ်တဲ့အိရှိကိုတော်ကြီးကနောင်မင်းသားကြီးပဲဖြစ်ပါတယ်။သူဟာနန်းတော်အတွင်းမွေးဖွားလာသူဖြစ်ပေမဲ့ဤပညာအပေါ်အလွန်စိတ်ဝင်စားတဲ့သူလည်းဖြစ်ပါတယ်။သူ့အကြောင်းကိုနန်းတွင်စာတမ်းတချို့မှာရေးထားတယ်။မင်းသားဟာနေတိုင်းတံမဲလောက်ခန်းတွေကိုသွားပြီးတန်တုံဆက်ပေါ်မှာလက်ညှိုးကိုတင်ပြီးပြုံးတယ်လို့ဆိုကြပါတယ်။တကယ်လို့ဆိုရင်တော့အဲ့ဒါက String Engine ပထမဆုံးနဲ့အတူမြန်မာနိုင်ငံအတွင်းထုတ်လုပ်ဖန်တီးစံသက်ခဲ့တဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်။သူကဗြိတိရှနည်းပညာရှင်တွေအနေနဲ့အလည်လာတဲ့သူတွေကိုဖိတ်ခေါ်ပြီးမြန်မာအင်ဂျင်နီယာတွေကိုတရားကိုင်းခဲ့တယ်။အဲ့ဒီအချိန်ကသူ့အိမ်ရှိမှာတန်ဆက်ရုံတစ်ဆက်ရုံတနက်ဆက်ရုံစတဲ့စက်မှုဌာနတွေအပြည့်အဝလက်ပတ်နေတယ်။သူဟာရှစ်ဘီင်းရဲ့စက်မှုလက်မှုအမြင့်တွေကိုအခြေခံပြီးတကယ့်နည်းပညာပြောင်းလဲမှုတစ်ခုလုပ်ချင်သူဖြစ်ပါတယ်။သူ့အုပ်ချုပ်မှုအတွင်းမှာတန်လက်ရုံပြီးခဲ့တယ်။ရေမြောင်းနည်းပညာကိုစက်နည်းပညာဖြင့်ပြုပြင်ခဲ့တယ်။နာယီစက်နဲ့စရိတ်အင်ဂျင်ခေါ်အမွေစက်ကိုဗြိတိရှားနဲ့ဗမာအင်ဂျင်နီယာများပေါင်းပြီးမန္တလေးမှာတည်ဆောက်နိုင်ခဲ့တယ်။အဲ့ဒီစက်ကတလုံးတွေတည်ရန်နဲ့တံမဏိပစ္စည်းများအလုပ်တွေမှာသုံးဖို့ရည်ရွယ်ထားတယ်။အဲ့ဒီအချိန်ကအမွေဆက်တိဆောက်ဖို့ဆိုတာစိတ်ကူးယဉ်မှုတစ်ခုလို့ဆိုရပေမဲ့ကနောင်မင်းသားကြီးက
အနောက်နည်းပညာနဲ့မြန်မာစက်မှုသမိုင်းအတွက်ပထမဆုံးအောင်မြင်မှုတစ်ခုအဖြစ်လက်တွေ့တည်ဆောက်နိုင်ခဲ့ပါတယ်။နိုင်ငံခြားအင်ဂျင်နီယာများကိုဖိတ်ခေါ်ပြီးမန္တလေးအနောက်မြောက်ခန့်တဲ့တွင်မှာတနက်ကြီးစက်ရုံကိုတည်ဆောက်ခဲ့တယ်။အဲ့ဒီစက်ရုံကနေအခြေခံတနက်တွေလက်နက်ကြီးတွေကိုပြုပြင်ပြီးထုတ်လုပ်နိုင်ခဲ့တယ်။စက်ရုံတွေအတွက်လျှက်စင်နဲ့အငွေ့အင်အားသုံးစနစ်စတင်ခဲ့တယ်။တချို့စာရွက်စာတမ်းတွေအရကနောင်မင်းသားကမန္တလေးနန်းတော်အနီးမှာတန်း30နီးပညာနဲ့မြေထားပုံစံစတင်လုပ်ခဲ့တယ်လို့ဖော်ပြထားခဲ့တယ်။ဗြိတိရှနဲ့ပြိုင်နိုင်ဖို့စစ်နီးပညာစစ်လက်နက်များကိုပြုပြင်မှုများလုပ်ခဲ့တယ်။ထို့အချိန်တွင်နန်းတွင်အာဏာပြိုင်မှုဖြစ်လာခဲ့တယ်။1866ခုနှစ်တွင်အင်ရှိကိုရောကြီးလှုပ်ကြံသက်ခံရလိုက်ပါတယ်။အဲ့ဒီလှုပ်ကြံမှုနဲ့အတူတိဆောက်ခဲ့တဲ့တန်ဆက်ရုံတနက်ဆက်ရုံတစ်ဆက်ရုံစသည့်စက်မှုဌာနတစ်လျှောက်လုံးပြိုကွဲသွားတော့တယ်။အင်ဂျင်နီယာတွေလည်းပြေစက်ရုံတွေလည်းပိတ်သိမ်းခံလိုက်ရတယ်။ခုဖြစ်ရဲ့ကြောင့်မြန်မာနိုင်ငံဟာဤပြည်သားနယ်ပယ်မှာမီးလုံးငိမ့်သွားသလိုဖြစ်သွားခဲ့ရပါတယ်။ထို့နောက်ဗြိတိရှအုပ်ချုပ်မှုအောက်ရောက်သွားချိန်တွင်ကနောင်မင်းသားကြီးတည်ဆောက်ခဲ့တဲ့စက်မှုအဆောက်အအုံတွေဟာတန်ဖိုးမသိပျက်စီးခံလိုက်ရပါတယ်။တနိုင်ငံလုံးရဲ့စက်မှုနည်းပညာအမြင့်ကိုပါလုံးဝကျိုးသွားတာဖြစ်ပါတယ်။အင်ရှိကိုရောကြီးလှုပ်ကြံခံရမှုဒီတနိုင်ငံလုံးရဲ့သူရဲကောင်းတို့ဦးကိုဆုံးရှုံးလိုက်ရတဲ့ပုံပြီးမြန်မာတနိုင်ငံလုံးရဲ့စက်မှုနည်းပညာကိုပါဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ပကံမြို့ရဲ့လေကွင်းတွေကနေပင်လာမြို့ရဲ့တန်အလုံးယုံတွေကနေမန္တလေးမြို့ရဲ့မော်တော်ဆက်အင်ဂျင်တွေအထိမြန်မာစက်မှုသမိုင်းဟာမင်းသုံးမင်းဝေးတွေနဲ့တိဆောက်သလိုဖြစ်ခဲ့ပါတယ်။အနော်ရထားမင်းကြီးကအခြေခံတည်ပြီးခဲ့တယ်။တရားသူမင်းကြီးကတန်နဲ့အင်အားကိုလွှတ်ဆော်ပေးခဲ့တယ်။ကနောင်မင်းသားကြီးကနည်းပညာနဲ့စက်မှုအနာဂတ်ကိုမိမောင်းထိုးခဲ့တယ်။တကယ်လို့အင်ရှိကိုရောကြီးသာရှင်သန်ခဲ့ရင်ကျွန်တော်တို့တွေဥဒပိုးပြီးခမီထွန်ကားတဲ့မြန်မာနိုင်ငံမှာနေထိုင်နေရနိုင်မလားခုလိုစိတ်ဝင်စားဖွယ်ရာပမိုင်းကြောင်းတွေကိုဆက်လက်ကြည့်ရှုဖို့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ဗျာ